တော့မချက်ဖြစ်တော့ဝယ်စားဖြစ်တာလေးတွေဝယ်စားကြတယ်ဆိုတော့တယောက်တစ်မြင့်စီအကြိုက်ပေါ့နော်ငါးကြောတကောင်30ဒီမှာတော့25ပတ်ဒီမှာတော့ဟင်းတုပ်လေးတွေ1020ပတ်20ပေါ့နော်ပတ်20ဆိုမှလည်းဘယ်လောက်ကြမလဲဒါပေမဲ့ကိုယ်နဲ့အတွက်20ဆိုတော့လည်းဈေးတော်ဆုံးပဲပေါ့နော်ဒါတော့သူတို့ထုတ်ရောင်းတဲ့ဟာတွေဆိုတော့ကိုယ့်ဟာကိုယ်မှာယူရတဲ့ဟာဆိုအခုဆိုတပွဲ50ဖက်ကဖွားဒီလိုမျိုးသူတို့ထုတ်ရတဲ့ဟာတွေကျတော့20ကိုကြော်ပြီးမှာတော့ထမင်းနဲ့ဆိုတော့စီတော့တပွဲ60ဒါတော့စံပြုတ်တစ်ထုပ်20တက်လျာလှနေရောနေတန်းနေရောမလေးကိုလည်းနဲ့ကိုပဲအားပဲကိုတို့နေရလားဒီမှာတော့ကြာစံဟင်းကျကြာစံကိုကြိုက်ဆုံးနဲ့တန်ဆုံးပါပဲစင်း20သူကကြာတော့ကြာစံဟင်းကားလည်းလုပ်လို့ရတယ်ပြီးပြီမာရငါကြော်လေးတွေချစ်စားတဲ့ခါကျရင်ကြော်စားဖို့